အဲ့နေတော့ပြောစရှင်စလို့လို့ကားလို့ပေါ့လေအဲ့တော့ please please ဆိုစာကားလို့ please please ဆိုဟိုတော်တော်များများသိခဲ့ပါလေအမ်လီပြီးပြောပေါ့လီပြီးပြောရင်မူကမှန်ကပြောရင်မူသားပြောရင်ပေါ့လေအခန်းကပြောသလိုလိမ့်များမူသားပြောရင်အဲ့လိုနာပြောသလို lie ပေါ့ telling a lie ပလာလို့ဆို lie အဲ့လိုပြောplease please ဆိုတုံးကြီးလာဆွဲတယ် please please အဲ့မဲ့သူရဲ့ကားလုံးရဲ့ဇင်မြင်ဟဲ့နေဟဲ့နေအခါနေလာဆိုစားဘူးစဉ်းစားလို့မရဘူးအိမ်မှာဆိုလူကြီးလေးပြောရဲမဲအမောလူရဲ့ခါပြောတာ please please တာကဟိုဘူခါဥခါလေးပြောရပါလေ please please တာရဲ့ပြောဆိုတာတိထခဲ့ရအောင်အဲ့ဒီဆိုဘူခါမှတ်ကပြောရဲအဲ့မဲ့အဲ့နေရာမှာဟဲ့တဲ့ဒီရလာနူဆိုတာကန်လို့ပေါ့လေပလီရယ်ပလီရယ်ဆိုတဲ့ဟာရှိတယ်ဥပမာကျိုးချင်းလေးထဲမှာကိုကြီးကျော်ပလီလွန်တယ်လေအဲ့လိုချင်းစာသားနေနေရေးတယ်အဲ့တော့အဲ့ဒီမှာပလီဆိုတဲ့သားပေါ့အဲ့တော့တဝဲလေတော့လာဆွဲတ်တယ်ပြီးခါတယ် please please ဆိုတဲ့အမှုနေမှာခုနကန်လို့ပလီရယ်ဆိုတာဒီဟိုကားကိုပရိရဲ့မာယာလေးဥပဲ့တမ်းမြင်နေတာပြောတော့ဆိုလိုသလားတမဟုတ်ကားလေးကျွဲဝါပြီးဆိုတာမျိုးလူရင်းမြော်ပဲဆိုလိုသလားဟာဆိုလိုလားဆိုမကင်းတာဟိုပလီကားနာဆက်စားနေစားလားပလီစီပလီစားဆိုတဲ့ကားကိုဘလွန်ဘလဲပြောစားလားဟာဒိုဝဲမှာတော့တေချာပလီစီပလီစားတာဆိုတာကားကူမျိုးရှစ်ကြမျိုးပြောမယ်မူကမှတ်ကကာလီကပါမယ်အာအာကိုယ်ဝိုင်းပြီးလူရင်းမြော်တာရှော့ပြောနေတယ်ပါမှာအမှုမျိုးဝတ်တရားလေးပါလာမျိုးဆိုထိုင်တဝက်လူနာတော့စဉ်းစားတာရစမျိုးပြောနေတော့လူကြီးလေးလည်းမေးလို့ဖြစ်အဲ့မှာကဲလူမတည်ရတာလားကတော့နာပလီဆိုတဲ့ကားလုံးပလီဆိုတဲ့ကားလုံးရှိရဲ့ဟိုအောင်စားသုံးကြရအောင်သုံးနေသေးဆိုတော့ပလီစီပလီစားရနေလာမျိုးစဉ်းစားမိအဲ့တော့ဟိုခဏပါတာပဲပြီးလူလေးပြောစကေပါလားကားလုံး please please အီမာဆိုတာဟိုခလေးကပြောရင်လည်းဒါလည်းပြောနေစားအာလူကြီးတွေပြီးဟိုပလာနေသတည်းနာ please please ပြီးပြောပြီးရှာပြောခဲ့please please ပြောနေမောနာငါ please please တွေလာပြောနာခါပြောတာplease please ရဲ့အဲ့လို please please တာဟိုလူရပြည့်တယ်မျိုးသဘောတရားမျိုးလားပြောကြရပါလားအဲ့တော့ please please တွေခံလို့ပလီစနာဆက်စနေမလို့ဆိုတော့အမှချစ်စဉ်းစားပြီးတာပေါ့အဲ့တော့နော်စာလုံးတစ်လုံးဟုတ်လားဆက်စနေတာပပလာရှစ်ရှစ်ပလာရတော့မှာခုန please please နာဟိုဖြစ်နေပဲဆက်နေတာ please please ပပလာရှစ်ရှစ်ပပလာရှစ်ရှစ်ပလာရတော့တရေပြောတော့လီရလီရအဲ့တော့ပလပလရှယ်ရှယ်ပဲတို့အမှလည်းကာလောလေးနေလုံးတွေလေးရှိတာနေလုံးတွေကနပလပလရှယ်ရှယ်သူအဖန်နာပလီစီပလီစာအဲ့လိုကာလီကာတော့ရေခါပြောပါပလီစီပလီစာပြီးပြောပြီးရှာပလပလရှယ်ရှယ်အဲ့လိုပါလေအဲ့တော့ပလာရဲ့ဆိုတာလီရဲ့လီရဲ့ပလာရဲ့အမျိုးသားတွေမှာပြောတော့ဒီလီရဲ့ပလာရဲ့ဒီကာလောမှုကမှတ်ကပြောရဲအမျိုးသားလေးပါအဲ့တော့အမှုကားလုံးလေးရဲ့နာဘာသာရေးခုပလာသနာဘာသာရေးလို့စဉ်းစားမြန်ဟဲ့ဘာမျိုးရဲ့ပဲပလာဆိုသုံးစံတော့ပလာဆိုတာဟိုအောင်သာပယ်လိုက်တဲ့ဘောလာဟိုမြန်မာစံမှာတော့သွားစဉ်းစားတော့ဟိုဥပဒေတွေဟဲ့ဒီမှာတရားယုံလေးမှာဆိုတော့မိုးပါလာလဲအောင်သာမှာပလာဆိုတာပြောတာအဲ့မဲ့အောက်ပါလာလိုက်ဆိုပြောတာဒီအမိုးသူကဆဲပြီးတော့ဟိုလာမခံဆဲပြီးတော့လာမခံအောင်သာအမျိုးသဘောမျိုးတရားမျိုးသုံးဆောင်အဲ့မဲ့အမှုကပါလာစကားလုံးတာဘာသာပြီးလို့မြင်များဟိုဘော်ကြီးနန်းနန်းနဲ့တော့လေးလာဖို့အဲ့မဲ့ကြာကေကေသာကြာဖူးရမယ်အဲ့မဲ့အမမပလာစာမှုပဲတော့ပြောတော့မှုပဲတော့ပြောစားကိုပဲဟိုတီယူများပဲကြောင်းစား
ပဲ့လိုက်တဲ့သဘောလားဒီကအမျိုး shock sensor ကြီးကလည်းလေတော့ရှော်ရော်နေသားအဲ့တော့ဒီကျွန်တော်လေးတော့ကားလာတော့ရှေ့ဆက်လုံးကားလုံးကိုရေးသားတာမေးရလဲရေးသားမေးရတော့လူကြီးလေးနေပဲ့လာတော့လူငယ်ဟိုလီရပါ lie ဒီအင်္ဂလိပ်နဲ့ပြောတော့ alive မူသားဖြစ် fly အဲ့လိုသုံးနေတာခုနေဒီလည်းသုံးနေတယ်အဲ့တော့အောင် bla bla ရှေ့ရှေ့စိုးစားဟိုလီနဲ့မှသုံးတယ်ခုနရှေ့ရောက်ဟို please please ဇာလည်းမူသားပြောမှသုံး bla bla ရှေ့ရှေ့စိုးစားလည်းမူကမှတ်က short ပြောနေသားမှလည်းပလာတော့ပြောနေငါတို့ planner မတိုက်ပြောလီနာ planner လီနာ planner လီ apply ဇာကော planner လားလီနာလားအဲ့မှာသုံးတယ်အဲ့တော့ဟိုအောင်ကလုံးလေးကြာလာတော့မေးရတယ်ပြီးတော့ဒီဘက်တွေလည်းကွာလာတယ်အဲ့တော့အောင်စားလေးဟိုအတီးရနေဟိုဒီလူလည်းဒီဘက်လေးဖော်ကြည့်ပါမယ်အဲ့မျိုးဟိုဒီဟာနေအောင်ဆိုပြီးတော့ဝိုက်ပြီးဆွေးနွေးတယ်မျိုးဖြစ်ရမယ်ဆိုတော့အနေအမှသာဆွေးနွေးရင်းတာပဲဟိုအနေမှာပဲရခဲ့စို့ပါ